လုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ကဘာတလွားကထူးခြားပြီးတော့လှပလုံးတဲ့ဟိုတယ်ရဲ့အကြောင်းကိုပြပြပေးသွားမှာပဲဖြစ်ပါတယ်တကယ်လို့ပြည်သက်ကြီးကအာနက်ခီးတွေလျှောက်သွားမယ်ဆိုရင်တော့တဲခုနိုင်မယ်ထူးခြားပြီးစမ်းကြလာတဲ့နိုင်ငံရဲ့ကဟိုတယ်အခု20အကြောင်းကိုပြပြပေးသွားမှာပဲဖြစ်ပါတယ်နံပါတ်1 Actress River Hotelပြင်သစ်ကဒီဟိုတယ်လေးကတော့အကြီးအောင်ရောဘာဘောလုံးလေးတွေထဲမှာအိတ်ဆက်အနားယူရမှာပါဒီဘောလုံးလေးတွေဟာနေဘက်မှာဆိုရင်တော့ခရမ်းလုံရောင်ခြင်းကိုပိတ်ပင်တားဆီးပေးပြီးတော့ညဆိုရင်တော့ပိုးကောင်လေးတွေမွေအောင်ကောက်ွယ်ပေးပါတယ်ဒါတွေမကသေးပါဘူးရှင်အဝေးကြည့်မှန်ပြောင်းတစ်ခုကိုလည်းထားရှိပေးထားပါသေးတယ်ကုန်ကြစည်ကတော့တညကို139ယူရိုပဲဖြစ်ပါတယ်အရှေ့အာဖရိကမှာရှိတဲ့တန်ဇန်နီးယားနိုင်ငံရဲ့ပန်ပကျွန်းပေါ်မှာရေအောက်အနက်250မီတာအထိရောဆောက်လုပ်ထားတဲ့ဟိုတယ်လေးပါညဘက်ဆိုရင်တော့ဟိုတယ်ရဲ့အပေါ်ဘက်ကနေပြီးတော့ကျယ်လေးတွေကိုရေတွက်လို့ရနိုင်တယ်လို့ပဲအိယာဝင်ဖို့အခန်းထဲသွားရင်လည်းအခန်းဘေးပေါက်ကနေပြီးတော့ဂျယ်လီငါးလေးတွေခုခတ်နေတာကိုမြင်တွေ့နိုင်မှာပါကုန်ကြစည်ကတော့ရေအောက်ခန်းတွေမှာဆိုရင်တော့ယူရို1000ဖြစ်ပြီးတော့အခြားခန်းတွေမှာတော့405ယူရိုပဲဖြစ်ပါတယ်နံပါတ်3 Poseidon Undersea Resortဖူဂျီနိုင်ငံကဒီရေအောက်ပန်းဖြေနားနေစခန်းကတော့အခန်းပေါင်း84ခန်းရှိပြီးတော့25ခန်းကတော့ရေအောက်15မီတာအကွာမှာရှိပါတယ်။ရေအောက်ခန်းကနေပြီးတော့ပင်လယ်နေသတ္တဝါတွေနဲ့တန်တာကြောက်တန်းတွေကိုမြင်တွေ့နိုင်ပါတယ်။လူတစ်ယောက်ကို9ရက်စာအတွက်ဒေါ်လာ1000ခွဲကျသင့်မှာဖြစ်ပါတယ်။နံပါတ်4 Artist Tree House Hotelဖင်လန်နိုင်ငံရိုဗာမီနီမှာရှိတဲ့ဒီဟိုတယ်လေးကတော့ဈေးခံတိုက်တယ်လို့ဆောက်လုပ်ထားတာဖြစ်ပါတယ်။လူတစ်ယောက်ကို2ညအိတ်အတွက်ယူရို850ပါ။အခုလိုနင်းကြားရရာသီနဲ့ဆိုရင်တော့အန်ကိုက်ပဲဖြစ်နေမှာပါရှင်။နံပါတ်5 Jumbo Stay Hotel Boring 747 212B Jumbo လေယာဉ်ကိုဆွေနိုင်ငံရဲ့ကုမ္ပဏီတစ်ခုပိုင်ဆိုင်ပြီးတော့2002ခုနှစ်မှာတော့ဟိုတယ်တစ်ခုလုံးအဖြစ်ကိုပြောင်းလဲလိုက်တာပဲဖြစ်ပါတယ်။လေယာဉ်ပေါ်မှာအခန်း109ခန်းပါရှိပြီးတော့ဈေးကြီးဆုံးခန်းကိုတော့လေယာဉ်မှုရဲ့အခန်းနောက်မှာထားရှိထားတာပဲဖြစ်ပါတယ်။လူတစ်ယောက်ကိုတညအတွက်ကုန်ကျစရိတ်ကတော့136ယူရိုပဲဖြစ်ပါတယ်။နံပါတ်6 Skylos Adventure Hotelဟိုတယ်တစ်လုံးဆိုတာထက်စွန်စားခန်းတစ်ခုလို့ပြောရင်ပုံမှန်ပါမယ်။မြေပြင်ချိုင်ဝမ်းနေရဲ့မီတာ120အထက်မှာကတိကသက်လေးတိစောက်ထားတာပဲဖြစ်ပါတယ်။အခန်းငယ်လေး3ခန်းသာရှိတဲ့ဟိုတယ်ပဲဖြစ်ပါတယ်။တောင်ဆောင်တစ်လျှောက်မှာတော့မြင်ကွင်းတွေကိုတွေ့မြင်နိုင်ပြီးတော့စွန့်စားကြိုက်တဲ့သူတွေကတော့အဆင်ပြေမယ်လို့ထင်ပါတယ်။နံပါတ်9 Sheraton Huso Hot Spring Resort ကမ္ဘာပေါ်မှာဈေးကြီးဆုံးဟိုတယ်ကြီးတွေကမှတစ်ခုပဲဖြစ်ပါတယ်။တရုတ်နိုင်ငံဟူဆူမှာရှိတဲ့ဘေးဥပုံစံဆောက်လုပ်ထားတဲ့ဒီဟိုတယ်ကြီးကတော့မြေပြင်ပေါ်ကနေ28ထပ်ရှိပြီးတော့ရေအောက်မှာလည်း2ထပ်ရှိပါသေးတယ်။နံပါတ်10 Inter Amsterdam Zamden Hotel နယ်သာလန်နိုင်ငံက Amsterdam မြို့မှာအိမ်အလုံး80စာတိစောက်ထားတဲ့ဒီဟိုတယ်ကြီးကတော့သူတို့မြို့ရဲ့ပြည်သူ့ကလက်ရတစ်ခုလည်းဖြစ်ပါတယ်။ကုန်ကျစရိတ်ကတော့တညကိုယူရို130ပဲဖြစ်ပါတယ်။နံပါတ်9 Free Sabri Special Hotelကနေဒါနိုင်ငံဘန်ကူဗာကျွန်းလေးပေါ်မှာတစ်ပင်လေးတွေပေါ်မှာချိတ်ဆွဲထားတဲ့ဘောလုံးလေးတွေကိုတင်ဝင်အိမ်မယ်ဆိုရင်တော့ဘောလုံးလေးတွေကညင်တတရင်းရွယ်နေမှာပါ။တညတာအိတ်ဆက်ဖို့အတွက်155ယူရိုပေးဆောင်ရမှာပဲဖြစ်ပါတယ်။နံပါတ်10 The Pool at Jester House Hotel နယူးဇီလန်နိုင်ငံရဲ့လာပရဲ့တက်စပါမြို့လယ်မှာဘုတ်ဖက်နဲ့ပုံစံတိစောက်ထားတဲ့နှစ်ထပ်အိမ်လေးကတော့လူ2ယောက်သာအိတ်ဆက်နိုင်မှာပါ။နှစ်ယောက်လုံးအတွက်တညကိုယူရို250သာကုန်ကျမှာဖြစ်ပါတယ်။နံပါတ်17 Chirafi Manas Hotelကရာနိုင်ငံရဲ့နိုင်ရိုဘီမြို့မှာတည်ရှိပြီးတော့နိုင်ရိုဘီမြို့ရဲ့နာမည်ကြီးဆုံးဟိုတယ်လေးပဲဖြစ်ပါတယ်။တစ်ကလပ်အုပ်တွေနဲ့အနီးကပ်တူနေခွင့်ရပြီးတော့တင်းအိတ်ခမ်းပရင်ပေါက်စီကနေပြီးတော့သူတို့ရဲ့ခေါင်းလေးတွေထိုးပြီးတော့အမြဲဆာလာတောင်းနေမှာဖြစ်ပါတယ်။တင်းရဲ့နေ့တစ်နေ့ကိုသူတို့လေးနဲ့အတူဖြတ်သန်းမှုအတွက်ယူရို490ပေးဆောင်ရမှာဖြစ်ပါတယ်။နံပါတ်7 Onlasuri Adventure Hotelဟန်ချင်းမီတောင်ရဲ့အောက်စီနာလေးမှာတိစောက်ထားတဲ့ဒီဟိုတယ်လေးကတော့2ယောက်အတွက်တညကို496ယူရိုကုန်ကျမှာဖြစ်ပါတယ်။ဒါတွေမကသေးပါဘူးရှင်။ဒီဟိုတယ်လေးနားမှာရေပူစမ်းတွေလည်းရှိပါသေးတယ်။နံပါတ်7 Great Wine Bar Room ဂျာမနီနိုင်ငံဆာဘာဘစတန်မြို့လေးမှာရှိတဲ့ဝိုင်ပလင်းဖုံးလေးတွေနဲ့တိစောက်ထားတဲ့ဒီဟိုတယ်လေးကတော့သူ့နီးနားမှာကိုပိုင်ဝိုင်ချက်လုပ်တဲ့ရွာလေးကြောင့်မလို့နာမည်ကြီးနေတာပဲဖြစ်ပါတယ်။နံပါတ်14 Trees House Low Hotelပီရူးနိုင်ငံလော့ကော့စ်မြို့ထဲမှာရှိတဲ့တောအုပ်လေးတစ်ခုထဲမှာရှိတဲ့လေပေါ်မှာဆောက်လုပ်ထားတဲ့ဘန်ဂလိုလေးထဲမှာချင်းငယ်လေးတွေရဲ့တီးတန်ကိုနားထောင်ပြီးတော့တညလောက်အိတ်ဆက်နားယူလိုက်ရင်တော့ဘလောက်ကောင်းလိုက်မလဲနော်ပြည်သက်ကြီးရဲ့လူနှစ်ယောက်ကိုညအိတ်အတွက်1238ယူရိုကျသင့်မှာပါနံပါတ်15 Ice Hotelဆွေနိုင်ငံရဲ့ဂျတ်စကာဂျာဗီမြို့မှာတည်ရှိတဲ့ Ice Hotel လေးကတော့ဆီရီနိုင်ငံရဲ့လက်ရမြောက်ဆုံးအဆောက်အဦတစ်ခုပဲဖြစ်ပါတယ်။ဟိုတယ်ရဲ့အတွင်းပိုင်းကိုတော့ LED မီးအိမ်တွေနဲ့ရေခဲပပုတွေနဲ့လှဆင်ထားတာဖြစ်ပြီးတော့လှတဲ့ပူလာအောင်လို့နှစ်စဉ်ပြန်လည်ဖန်တီးလေးရှိပါတယ်။နှစ်ယောက်အိတ်တညအတွက်တော့အခန်းစရိတ်ကတော့988ယူရိုဖြစ်ပါတယ်။နံပါတ်16 Tree Hostelဆွေနိုင်ငံရဲ့ Harris မြို့မှာရှိတဲ့ Tree House ကတော့ကိုချိုင်းနဲ့တက်ရခန်းပုံစံကိုရွေးချယ်9ရနိုင်ပါတယ်။တစ်ပင်နေကြတဲ့ကငှက်တိုက်လိုအိမ်လား၊ဘရင်းပေါက်ကြီးကြီးပါရှိရဲ့အိမ်လား
မှန်လုံးအိမ်လားဆိုတာကိုတော့ကိုယ်စိတ်ကြရွေးနိုင်မှာပါအခန်းတစ်ခန်းကို2ယောက်အိတ်အတွက်တညကို903ယူရိုကျမှာပဲဖြစ်ပါတယ်နံပါတ်7 Eco Hotel La Repsရုရှားနိုင်ငံကာဗာဒီနိုဘယ်ဂရီးယားမြို့မှာရှိတဲ့ဒီဟိုတယ်လေးကတော့ပင်လယ်ရေအောက်မျက်နှာပြင်အထက်3512မီတာမြင့်ပါတယ်။အနီးနားမှာလည်း Everest တောင်ရှိရမလို့တောင်တက်ခီးစဉ်တွေကိုလည်းလှုပ်ဆောင်နိုင်ပါတယ်။တာမန်အခန်းတစ်ခန်းကိုပြည်ရူးငွေ9500ကျမှာဖြစ်ပြီးတော့ဘင်းပေါက်ပါရှိတဲ့အခန်းတစ်ခန်းကိုတော့ပြည်ရူးငွေ8800ကျမှာပဲဖြစ်ပါတယ်။နံပါတ်10 Mountain Top Angelo Hotel ရုရှားနိုင်ငံနက်ချီကီမြို့ကဒီဟိုတယ်လေးကတော့စီနီးကဲတွေနဲ့ပြုလုပ်ထားတာပဲဖြစ်ပါတယ်။အခန်းထဲမှာအိမ်နေပေမဲ့လည်းအိယာပေါ်မှာသုံးမွေးဆောင်လေးတွေကတော့တင်ကုန်တွေထွေးစေမှာပါ။အခန်းတစ်ခန်းမှာတော့လူ2ယောက်ကနေပြီးတော့10ယောက်ထိအိမ်နိုင်ပြီးတော့ဈေးကတော့ပြည်ရူးငွေ2000ကနေပြီးတော့9000ထိဆက်ဆက်ရှိပါတယ်။နံပါတ်19 Modena Magellos Hotel ထရီကန်ပုံစံဟိုတယ်လေးကိုတော့ချီလီမြို့ရဲ့ဟူလိုမြို့သားဥယျာဉ်ထဲမှာတွေ့မြင်မှာဖြစ်ပါတယ်။တတသေးလေးတွေကအစာအုပ်အမြင့်ဆုံးနေရာကိုပို့ဆောင်ပေးနေပါတယ်။ညညရဲ့ခီးစဉ်အတွက်ကတော့369ယူရိုပါ။နံပါတ်20 Society Duvana Hotel ကနေဒါနိုင်ငံရဲ့ St. Lawrence မြေပြင်နားမှာ1862ခုနှစ်ကမိပြတိုက်လေးတစ်ခုရှိခဲ့ပြီးတော့ရေကြီးမှုကြောင့်မလို့ပျက်စီးသွားခဲ့ပါတယ်။ပျက်စီးပြီးတော့နှစ်ပေါင်း100ကြာပြီးတဲ့နောက်မှာတော့1989ခုနှစ်မှာမိပြတိုက်ပုံစံဟိုတယ်တစ်လုံးကိုဆောက်ခဲ့ရဖြစ်ပါတယ်။ဟိုတယ်ရဲ့အတွင်းပိုင်းကိုတော့19ရာစုတုန်းကလိုပဲရှေ့ချပုံဖော်ထားတာဖြစ်ပါတယ်။မြင်းနှဘေးရလေးကိုရှူရှိုက်ပြီးတော့ဟိုတယ်ရဲ့မျိုးစင်ကနေပြီးတော့မှန်ဘလူးနဲ့ငှက်ကလေးတွေကိုကြည့်နိုင်ပါတယ်။တညအိတ်တယောက်ခန်းတစ်ခန်းကိုတော့$185ပါ။အခုပြပြပေးခဲ့တဲ့ဟိုတယ်တွေကဘယ်တစ်ခုကိုပြည်သက်ကြီးအကြိုက်ဆုံးလဲဆိုတာကို comment မှာပြောသားပေးပါအောင်နော်နောက်ထပ် view နဲ့တူပြန်လာခဲ့ပါအောင်မယ်ရှင်ဒီနေ့တော့လောင်းတယ်ပဲနှုတ်ဆက်ခဲ့ကြပါတယ်